အချိန်ကနာလေးပေးပြီးနားထောင်ကြည့်ပါအရန်တန်ဖို့ရှိပါတယ်ခင်ဗျာဟိုးရှိရှိတုန်းကဘရင်တစ်ပါးရဲ့အတိုင်းမခံမဲ့ကြီးတစ်ပါးဟာအင်မတန်မှအကောင်းမြင်တတ်ပါတဲ့ဘရင်ကြီးကတခုခုတိုင်းမလိုက်တိုင်းအကောင်းမြင်တဲ့ဘက်ကနေပဲဆွေးနွေးပါတဲ့အကောင်းမြင်အပြုသဘောဆွေးနွေးတော့တော်ရုံဖြစ်တွေတောင်အပြုသဘောဆောင်ပြီးတဦးနဲ့တဦးချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့ပြဿနာတွေကိုပျော်ရွှင်စွာဖြေရှင်းနိုင်ခဲ့တာကြီးပါပဲတဲ့။ဒီနေ့မှာတော့ဘရင်ကြီးရဲ့လက်မမှာပြည်ဒေနာကြီးပေါက်လာပါတဲ့အတိုင်ပင်ခံကြီးကိုခေါ်တိုင်ပင်တော့အရှင်ဘုရားစိတ်မပူပါနဲ့ဆေးလေးဆေးတောက်ရင်ပျောက်သွားမှာပါကောင်းဖို့ဖြစ်လာတာပါဘုရားလို့ရှောက်တင်ပါတဲ့။ဒီလိုနဲ့ဘရင်ကြီးရဲ့လက်ဟာမသက်သာပဲဖြတ်လိုက်ရပါတော့တယ်။အဲ့ဒီလိုနဲ့အင်္ဂါမစုံတဲ့ဘရင်ကြီးဖြစ်သွားတော့တာပေါ့။အဲ့ဒီတော့ဘရင်ကြီးလည်းစိတ်မသက်မသာဖြစ်ပြီးအတိုင်ပင်ခံကြီးနဲ့စကားပြောဖို့ခေါ်လိုက်ပါတော့တယ်။ဒီတော့အတိုင်ပင်ခံကြီးကကောင်းဖို့ဖြစ်လာတာပါဖေ။လို့ထပ်ပြီးဖြေသိမ့်ပြန်တော့ဘရင်ကြီးကစိတ်ဆိုးပြီးအတိုင်ပင်ခံကြီးကိုဒီလောက်တောင်ကောင်းဖို့ဖြစ်လာရင်ခမရခဏလောက်အကျဉ်းလိုက်တဲ့သွားနေကြီးလို့ဆိုပြီးအကျဉ်းချထားလိုက်ပါတယ်။တရက်မှာတော့ဘရင်ကြီးဟာစိတ်ပန်းဖြေစီဖို့အတွက်တော်ကစားထွက်ခဲ့ပါတယ်။စိတ်နဲ့လူနဲ့တိတ်မကတ်တဲ့ဘရင်ကြီးဟာကိုရံတော်တွေနဲ့ကွဲကွာသွားပြီးရစ်ပူစောတဲ့ဓလေ့ရှိတဲ့လူမျိုးစုတွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးသူတို့ကဘရင်ကြီးကိုရစ်ပူစောဖို့လုပ်ကြပါတဲ့။ဘရင်ကြီးလည်းပြည်တယ်နာပေါက်ကလေးကဂျိုးစိုးဝင်ခဲ့တာအခုဆိုတေတောင်တရားတော်မယ်အဆင့်ထီတောင်ရောက်လာပါလားလို့တွေးရင်စိတ်ဆင်းရဲနေတာပေါ့။ရစ်ပူစောဖို့ဘရင်ကြီးကိုရေချိုးပေးအမွှေးနှတာလိမ့်ကြံပေးချိန်မှာတော့ဘရင်ကြီးရဲ့လက်မပြတ်နေတာကိုတွေ့သွားကြပါတော့တယ်။ဒီတော့အင်္ဂါမစုံတဲ့သူနဲ့ရစ်ပူစောလို့မရဘူးဆိုတဲ့သူတို့ရဲ့စီကံချက်ကြောင့်ဘရင်ကြီးကိုပြန်လွှတ်ပေးလိုက်ကြပါတယ်။ဒီတော့မှဘရင်ကြီးဟာအိုးကောင်းဖို့ဖြစ်လာတာကောင်းဖို့ဖြစ်လာတာဆိုပြီးပျော်ရွှင်စွာနဲ့နန်းတော်ကိုပြန်လာခဲ့ပါတော့တယ်။နန်းတော်ကိုရောက်ချင်းပဲအတိုင်ပင်ခံကြီးကိုအချင်းတိုက်ကလွှတ်စေပြီးခစားခိုင်းပါတဲ့အတိုင်ပင်ခံကြီးခမည်းပြောတာမှန်နေဗျာကျွန်တော်အတွက်ကောင်းဖို့ဖြစ်လာတာဗျဒါပေမဲ့ခမည်းအတွက်တော့အချင်းကြပြီးအနေစင်းရဲ့အစားစင်းရဲ့ဖြစ်သွားတယ်ဗျာအဲ့ဒီအတွက်တော့စိတ်မကောင်းပါဘူးအတိုင်ပင်ခံကြီးလို့ပြောလိုက်ပါတယ်အတိုင်ပင်ခံကြီးကပြုံးပြုံးကြီးနဲ့ကျွန်တော်မျိုးအတွက်လည်းကောင်းဖို့ဖြစ်လာခဲ့တာပါဗျာတဲ့တကယ်လို့ကျွန်တော်မျိုးသားအချင်းမကြခြင်းမင်းကြီးနဲ့အတူတူလဲရမှာမို့အဖမ်းခံရတဲ့အခါဘရင်ကြီးနဲ့ကျွန်တော်မျိုးနှစ်ဦးလုံးဖမ်းခံရမှာပါအဲ့ဒီအချိန်မှာအင်္ဂါဆုံးသူကျွန်တော်မျိုးဟာကိုစားရစ်ပူစောခံရပြီးအသက်နဲ့ကိုအိုးစားကွင်းမှာပါဖေ။အခုတော့အချင်းတိုက်ထဲမှာအနားရလို့ကောင်းဖို့ဖြစ်လာတာပါဖေတဲ့။ဘရင်ကြီးကလည်းကောင်းပါလေအတိုင်ပင်ခံကြီးရဲ့လို့ပြောပြီးတဟားဟားနဲ့အားရပါရနှစ်ဦးသားရည်ကြပါတော့တယ်။ကျွန်တော်တို့ဘဝမှာလည်းတခါတရံအခက်အခဲလေးတွေအတိုက်ခိုက်ကလေးတွေကြုံလာရတဲ့အခါလူတော်တော်များများကစိတ်ပြက်ညှင်းညူတတ်ကြပါတယ်။အမှန်တော့အဲ့ဒီအခက်အခဲတွေအတိုက်ခိုက်တွေဆိုတာတစ်ချိန်ချိန်အရာရာအတွက်ကောင်းဖို့ဖြစ်လာတာပါ။ဒါကြောင့်မိတ်ဆွေတို့ဘဝမှာဘယ်လိုအခက်အခဲပဲကြုံကြုံဘယ်လိုအတိုက်ခိုက်ပဲကြုံကြုံကောင်းဖို့ဖြစ်လာတာလို့စိတ်ထဲမှာမှတ်ပါ။အခုလည်းပဲဒီစာကိုဖတ်ပြပြသွားတာဟာမိတ်ဆွေအတွက်ကောင်းဖို့ဖြစ်လာတာပါခင်ဗျာ။